ဒီဗီဒီယိုမှာတော့ SF ရဲ့အသုံးဝါကြတိဆောက်ပုံနဲ့ SF pattern မှာပဲရှိတဲ့ထူးခြားချက်လေးတွေကိုပြောပြပါမယ် SF မြန်မာလိုစီလိုအောင်ပြောရရင်တော့ဒလိုလို့အဓိပ္ပာယ်ရမယ်ဒီတော့ဒလိုကိုသုံးတဲ့ဝါကြလေးတွေကိုစဉ်းစားကြည့်အောင်သူကအရာရာကိုသိဒလိုတတ်ဒလိုပြောနေတာပဲဒီဝါကြကိုပြောတဲ့သူကကိုယ်တိုင်းဖြစ်တဲ့ဆိုရင်ကိုယ်စိတ်ထဲမှာဘယ်လိုရှိမလဲဆိုတော့စဉ်းစားကြည့်လိုက်သူကတော့အရာရာကိုသိနေတတ်နေဖို့မဖြစ်နိုင်ပါဘူးဆိုတာမျိုးရှိမှမလားဒါပေမဲ့ပြောလိုက်တဲ့အထက်မှာတော့သိတယ်လို့တတ်တယ်လို့ပဲသုံးတယ်နော်ဒါက SF ရဲ့အဓိကအသုံးများပြီးတော့သတိထားရမယ်အချက်ပဲပြောလိုက်တဲ့အကြောင်းအရာဟာတကယ်မဟုတ်တဲ့အကြောင်းအရာ unreal situation ဒါပေမဲ့အမှန်ကိုသိလျက်နဲ့တမင်လွဲပြီးတော့ပြောတယ် know the truth ဖြစ်တယ်ဒါမျိုးဆိုရင်တော့ pattern က SF အပိုင်းမှာ subject verb to main clause မှာကျတော့ subject verb 1ဖြစ်တယ်ဥပမာ he says as if he knew everything ထူးခြားချက်ကအဲ့ဒါပဲပုံမှန်ဆိုရင်ဝါကြတဲ့ကြောင်းမှာသုံးတဲ့ tense တွေကတူကြတယ်ဒါပေမဲ့ as if ရဲ့ unreal situation ကိုပြောတဲ့နေရာမှာတော့ present tense နဲ့ past tense ကိုရောပြီးတော့သုံးတာကိုသတိထားရမယ်တစ်စက်တည်းသတိပြုရမှာက as if ရဲ့နောက်မှာ I he she တို့ကို verb to be နဲ့တွဲသုံးတဲ့အခါ past tense ဖြစ်အောင်မကဘဲနဲ့ plural form အများကြီးပုံစံ well နဲ့တွဲပြီးတော့သုံးပေးလေးရှိတယ်ဒါက formal ဖြစ်တယ်နောက်ထပ်ဥပမာတစ်ခုကြည့်အောင်ငါဒီနေရာကိုအရင်ကရောက်ဖို့တလို့ပဲကိုနှုတ်ကဒီစကားထွက်လာရင်ကိုယ်စိတ်ထဲမှာရောက်ဘူးလားမရောက်ဘူးလားဝေခွဲမရတဲ့မသေးချတဲ့အခြေအနေ uncertain situation ဖြစ်နေမှာပဲအဲ့လိုဆိုရင် pattern က SF အပိုင်းမှာ subject verb form main clause မှာလည်း subject verb form ပဲဥပမာ I think as if I have been here beforeနောက်ဆုံး SF pattern ကတော့ရှေ့က2မျိုးနဲ့တိတိတတ်တာကွဲပြားပါပဲ SF အပိုင်းမှာ subject မလာဘဲနဲ့ verb ing တန်းလာပြီးတော့ကြံအပိုင်းမှာ subject နောက်မှာ verb 2လိုက်တယ်အသုံးကတော့ရှေ့က SF plus subject verb form subject verb form နဲ့အတူတူပဲတခုကွဲတာကတလို့ကျွန်တော်ရှင်းပြနေတဲ့အချိန်မှာဒီကကြည့်နေတဲ့သူကခေါင်းတငိမ့်ငိမ့်လို့နေတယ်ပဲထားပါတော့အဲ့မှာကျွန်တော်ကပြောပြီးရှင်းပြနေတာကိုနားလဲတယ်လို့နဲ့ခေါင်းတငိမ့်ငိမ့်လုံးနေတယ်ရှင်းပြနေတာနဲ့ခေါင်းငိမ့်တာဟာတစ်စက်တည်းဖြစ်တဲ့လှုပ်ဆောင်မှုတွေဖြစ်တယ်တကယ်နားလဲလို့ငိမ့်တာဟုတ်မဟုတ်တော့မသေးချဘူးဒါမျိုးဆိုရင်နောက်ဆုံး pattern ကိုသုံးတယ်အကုန်ပြန်ပြီးတော့ချုံးလိုက်မယ်ဆိုရင် unreal situation know the truth ဆိုရင် SF ဘိုင်းမှာ verb to subject verb form uncertain situation ဖြစ်တဲ့ဆိုရင် SF plus verb form subject verb form uncertain ဖြစ်တယ်ဒါပြီးတော့မှ ongoing တစ်စက်တည်းဖြစ်တာမျိုးဆိုရင် SF verb ing subject verb to ဖြစ်တယ်ဒါပါပဲဆွေးနွေးမေးမြန်းလိုရရှိတယ်ဆိုရင် comment မှာလာထားပေးပါ